ဒီနေ့မှာကျွန်တော်အခြေခံကြတဲ့နင်တို့ငါတို့ဆိုတာအခြေခံကြတဲ့ဟာတွေလေ့လာရအောင်ပထမစကလုံးတစ်လုံးဝဒါဝဆိုတာကနင်ငါဆိုတာဟာဝဒါဒါကိုကြည့်လိုက်ဒီမှာဒီဒါကိုမှတ်ထားမယ်နော်ဒီတစ်ခုဝဆိုတာငါ我是我ဆိုတာငါလေငါ前面啥比比说我吃饭了我吃饭了啦说比比吃饭说我前面啥吃饭说的嘛吃饭饭说前面吃说啥的我说我说到吃说个啥嘞饭说前面说我前面啥比比说我吃饭了比比说啦喏တော့ဒီမှာအခုလာမပါတယ်ဒီမှာ我吃饭ပဲရှိရတော့吃ဆိုတာစားတယ်မှတ်ထားမယ်吃ဆိုတာစားတယ်饭ဆိုတာထမင်း吃饭ဆိုတာထမင်းစားတယ်吃饭မှတ်ထားမယ်我ဆိုတာငါလေ我吃饭ဆိုတာ吃ဆိုတာမှတ်ထားမယ်吃ဆိုတာအခုခဏနေရေးပြမယ်အခုတော့အရင်ဆုံးနားလေးပြန်တပူပေါင်းရင်我ဆိုတာငါ吃ဆိုတာစားတယ်饭ဆိုတာထမင်းအဲ့တော့ဒီမှာရှိရ我吃饭ငါထမင်းစားတယ်ငါထမင်းစားတယ်နော်မတူးနော်စားတယ်နဲ့စားပြီးပြီနဲ့မတူးစားတယ်ဆိုတာစားတယ်လေအခုစားနေတယ်လို့နဲ့စားဆိုတာစားနေစားပြီးပြီလားဆိုလည်းမဟုတ်သေးဘူးစားတယ်ဖြစ်နေမလားနောက်တစ်ခုက我ဆိုတာငါအခုကျွန်တော်အင်္ဂလိပ်စာလေ့လာအမို့တရုတ်စာလေ့လာနေမလားတော့လေ့လာဘယ်လိုပြော学习ဒီမှာဒီတစ်ခု学习ဒီ学习ကဒါ我ဆိုတာငါလေ့လာတယ်ဆို我学习ဘာလေ့လာလဲအခုကျွန်တော်လေ့လာနေပါလား汉语တရုတ်မုံရင်中文မုံရင်汉语လေးပြောလို့ရတယ်中文လေးပြောလို့ရတော့ဟုတ်ပြီ我ဆိုတာငါတခုလုပ်တယ်学习ဆိုတာကျွန်တော်လေ့လာနေလေ့လာတာကို学习လို့ပြောတော့我学习中文ဆိုတာကျွန်တော်တရုတ်စာလေ့လာ中文ကိုတရုတ်စာကို中文လို့ဖတ်တယ်ဟုတ်ပြီနောက်ခုရပြီနော်စားတာကို吃ထမင်းကို饭အဲ့တော့我吃饭အခုကြောင့်ငါတရုတ်စာလေ့လာနေဆိုပါလေလေ့လာတာတော့ငါတရုတ်စာဆိုမြန်မာစာနဲ့တူတယ်သူဖွဲ့စည်းပုံကသူဝါချတတာလေငါတရုတ်စာလေ့လာနေတယ်ဒါပေမဲ့ငါလေ့လာတရုတ်စာမတူတာနည်းနည်းกว่าဘောနော်ငါတရုတ်ငါတို့လို့တဲ့ချာငါတရုတ်စာလေ့လာနေအဲ့တော့တရုတ်စာငါပြီးရင်တရုတ်စာမှာလာတယ်ဒီမှာငါလေ့လာတရုတ်စာဖြစ်နေနော်အဲ့တော့ငါ我学习中文学习说累了的说我累了的呢我学习中文啊丢上累了的我学习说累了的中文说中文说这个မျိုးအခုကျွန်တော်လေ့လာနေတာတရုတ်စာပေါ့我学习中文吃ဆိုတာထမင်းစားတယ်饭ဆိုတာထမင်း我吃ဆိုတာစားတယ်吃ကဘယ်နေရာသုံးချင်ကိုရီသုံးချင်နေသုံးတယ်吃ကကိုစားနေတယ်မြောက်吃ကိုသုံးပြီးမှသုံးပြလို့ရနော်နောက်တစ်ခုက他爱我ဒီထားကိုမေ့ထားမယ်ခဏနေရှင်းပြမယ်ဒီထားကိုမေ့ထားမယ်ဒီထားကိုမေ့他爱我他ဆိုတာ他ဆိုတာသူငါ့ကိုချစ်တယ်爱ဆိုတာချစ်တယ်အချစ်လေအချစ်လေတုံးလို့ရတယ်ပြီး爱ငါ့ကိုချစ်တယ်ဆိုလေတုံးလို့ရတယ်အဲ့တော့他爱我ဆိုတာငါ့ကိုလေ他爱我နောက်တစ်ခုက请帮我ဆိုတာ请ဆိုတာကျေးဇူးပြုလေ请你帮我请你帮我请帮我说请说就是别帮说顾你吧我说真的我请帮我说就是别我顾你吧就是别我顾你吧后边呢我说吃说啥的饭说的没别学习说个把嘞累了的别那个爱说吃我说他说个赌他我说他说个赌后边那个我后边呢အခုကျွန်တော်ဒီတစ်ခုရေးပြအောင်မယ်နော်ခဏဒီတစ်ခုရေးပြမယ်ဒီတစ်ခုကိုကျွန်တော်ဒီမှာရေးပြမယ်ဟုတ်ပြီဒီမှာရေးပြမယ်အခုနဝကိုကျွန်တော်လေ့လာထားတဲ့ဝကျွန်တော်ဒီမှာကျွန်တော်ဒီမှာရေးပြမယ်နော်သူကရေးပေါ်ရေးနေကိုဝအခုနဝဒီလိုပြီးဟန်လာမယ်我ဒါမှတ်ထားကျွန်တော်စာအုပ်ထဲမှာကူထည့်ထားရအောင်နောက်တစ်ခါရေးပြမယ်我ရဲ့ရေးပုံရေးနေကိုစာအုပ်ထဲမှာကူပြီးမှဆက်ချင်းရေးတဲ့အချိန်မှာကျွန်တော်တခုဒါဟွာ mouse နဲ့ရေးနေတော့လက်ကမငြိဘူးဖြစ်နေ။ပြောရင်ဒီထက်မကလည်းဒါပေမဲ့အချင်းပြရေးထားလိုက်ဘောနော်။တ
저 이쯤만 샤로야 너 저 이다 말라 머니들로 피네 저 이쯤만 샤로야 우소아 나도 저도 솔로 치나 피대 우소아 우소아 저 나 소인 우 동로야 나 저 저마노 저마 소나 우베 디마가 저마 소나 우베 우네 동로야래 저마 소မြန်မာစကားလိုမျိုးကျမဆိုတာနှစ်ခုမရှိဝို့ဆိုရင်ကျွန်တော်ကျမကလုံးရည်ညွှန်းသွားတယ်နောက်တစ်ခုကဝို့ရပြီအခုကျွန်တော်နောက်တစ်ခုကပါ吃ဆိုတာစားတယ်ဟုတ်ပြီနော်စားတော့ရေးကြည့်အောင်吃ဒီလိုဝါလုံးလိုမျိုးတစ်ချောင်းလာမယ်ပြီးရင်ဒီလိုတစ်ခု吃နောက်တစ်ခါရေးပြမယ်吃ဆိုတာစားလေ吃စားတယ်我吃饭吃ဆိုတာတစ်ခုခုစားတော့吃လို့ပြောတယ်ဒါကို吃我ဆိုတာနောက်တစ်ခါလာမယ်ဒါ我吃ကျွန်တော်ရေးတာဗာလဲနားမလေးဆိုရင်ကျွန်တော် YouTube မှာရေးပုံတွားကြည့်လောက်ကျွန်တော်ဒီ mouse နဲ့ရေးနေတော့တဲ့အဆင်မပြေကျွန်တော်ဒါအသေးပဲရှင်းပြလိုက်မယ်နော်我ဆိုတာကငါ他ဆိုတာက तू မတူလဲဟုတ်တယ်他နဲ့他ကမတူနော်သူ့မှာနှစ်ခုရှိအတန်ထွက်အတူတူပဲဒါမဲ့ तू နဲ့ तू မဆိုတာရှိရနော်ဟုတ်ပြီဒီ他ဆိုတာဒါအခုကျွန်တော်吃ကိုလည်းရပြီဒီခေါက်ပါရေးပြမလဲဆို他 तू ရေးပြမယ်သူ့ကို तू ဒါ他ဒီ他ကကျွန်တော်他ဆိုတာ तू ဆိုတာသူ့ပဲတုံးတယ် तू ဆိုတာလေဒါယောက်ျားလေးပဲတုံးတယ်နော်ဒါယောက်ျားလေးကိုလေဒီ他ဆိုတာယောက်ျားလေးပဲတုံးတယ်သူ့ကိုလေသူ့အခုမြန်မာစာမလဲ तू ဆိုရင် तू မင်္ဂလိပ်ဆို तू မအဲ့လိုတုံးတယ်နော်ဒါပေမဲ့ကျွန်တော်အများဖြစ် तू ကိုဆိုရအတန်ထဲလို့ဖြစ်တာအဲ့တော့ तू မဆိုရင်ဘယ်လိုလုပ်မလဲ तू မဆိုရင်မတူတော့ချစ်女字ပြီးရင်ဤဒီနောက်ဆုံးဟာတူဒါနဲ့မတူတော့ဒါဒီတစ်ခုကတော့ဒီ他အတန်ထွက်တူပဲဒါပေမဲ့သူကဘယ်မှာကွာခြားသွားလဲဆိုတော့ဒါယောက်ျားလေးမှာပဲတုံးတယ်ဒါကမိန်းကလေးမှာပဲတုံးတာ他ဟုတ်ပြီနော်ဒါရေးကူးချလိုက်အောင်ကူးချပြီးမှအရင်ဆုံးကျွန်တော်ဒါတွေစကလုံးတွေအရင်လေ့လာရမှာကျွန်တော်စကလုံးတွေရှိမှစာတွေဖတ်တတ်မှာဝါကြတွေဖတ်စီတတ်မှာနော်ဒီအခုဒီနှလုံးသုံးလုံးလောက်နဲ့ပါလုံးလုံးမရဘူးဆက်စားချင်းဆိုရင်တော့ဒါပေမဲ့ AC ဘူးနော်နောက်မှ AC ရလာလိမ့်အခုမှလေ့လာနေအောင်တို့ဆီမှမလို့နော် AC ပေါ့ဟုတ်ပြီကျွန်တော်ဘာတွေရပြီလဲဆိုတော့吃饭吃的ရပြီ我ရပြီ他ရပြီ他တွေမှနှမျိုးရှိရဆိုတာနားလေသွားပြီနောက်တစ်ခုကဟုတ်ပြီအခုလည်းကျွန်တော်ဘာလဲ饭ဆိုတာဟာကိုမရေးပြလိုက်သေးဘူးနော်饭吃饭饭ဆိုတာထမင်းနော်饭ကျွန်တော်တကူက饭ကိုတယောကားကြီးကြည့်တဲ့အချိန်မှာ吃饭နဲ့အများကြီးကြားဘူးမလားအဲ့တော့ဒီ饭ကိုသူကထမင်းကိုပြောတာတယောကားကြီးကြိုက်တဲ့လူအတွက်ဆိုရင်饭ဆိုတာ吃饭ဆိုတာတယောကားကြီးမှာအများဖြစ်ပေါ်လာအဲ့ဒါကို饭ကိုထမင်းလို့ပြောတယ်နောက်တစ်ခုကရေးရတဲ့အစင်မပြောဘူးရောခဏဒီဖက်ပြန်သွားရအောင်这我后比爱说吃的第爱个吃的他爱我都要吃的帮说请你帮我请说记住别请说记住别帮说个你的请帮我说记住别我顾你吧请说你这么也懂了我请说记住别帮我说顾你吧请帮我爱后比真的我刚他说个读他说那但他那读白的嘛也不一定挂差多每个人要家里累了学习啥的我吃那个个他们个饭罢了这丢少中文学习我学习累了的我学习了比如人他爱我都要吃的请帮我说请说记住别帮我说顾你的帮我说顾你吧真的我说真的我顾你吧那个累了呀对吧那个是我
的说个的个的其他喏的把来是做半山目标我也都也我也就说但这种也少说我也这种也说哎对比偏多我的书说个多少我的书我也少后边喏我也少没啦我的书我说的说个把偏多没啦的说对吧也偏多嘛不半山目我也我少都把我的书那都个等于钱不了不啦等于钱的嘛对吗朋友对吗拼音嘞也表达了对吗拼音嘞朋友后边朋友我的朋友我说的说个把嘞的把嘞ခုနပြောပြထား我也不我说的说也我也等于是朋友我的朋友后边喏的说个扮成目标嘞书说个少朋友说等于ချင်း爱说吃点嘞变လို့ရတယ်ချင်း说记住别帮说ကူညီတယ်我说他说读嘛学习说累了的中文说得有啥吃说啥的饭说他们大人们他们